ဒီနေ့ကတော့အကုန်လုံးဆုံးတဲ့နေ့ပါမဟုတ်ပါဘူးဒီနေ့ကတော့ဒီ account department က account executive တွေ senior account executive တွေ account manager တွေပေါ့နော်ဘယ်လိုမျိုးတွေတာဝန်ယူပြီးတော့ဘယ်လိုမျိုးတွေအလုပ်လုပ်ကြလဲဆိုတာကိုရှင်းပြသွားချင်ပါတယ်ဘောလုံးဖိတ်ပြလိုက်တော့ပဲနော် account department တစ်ခုမှာဆိုရင်ပေါ့နော်ဒီ account executive ကတော့ client နဲ့တွေ့တဲ့အခါကျရင် client brief တွေကိုတခြားကောက်ပေးမယ်ပြီးတော့သူ့ရဲ့ client နဲ့ဆွေးနွေးထားတဲ့အချက်အလက်တွေကို internet team ကိုပြန်ပြီးတော့ delivery ပြန်လုပ်ပေးရပေါ့နော်ဒါကသူ့ရဲ့role မှာဆိုရင်အရင်အရေးကြီးဆုံးအချက်ပေါ့နော်ဘာကြောင့်လဲဆိုရင် client ကဒီတစ်ခုကိုပြောလိုက်တယ်ပဲထားလိုက်တော့ဒါပေမဲ့သူကတခြားတစ်ခုကိုမှတ်ထားပြီးတော့ internet team ကိုပြန်ပို့လိုက်တဲ့ခါကျရင်မှားသွားတဲ့အခါကျရင်ထွက်လာတဲ့ result က client လိုချင်တဲ့ဟာနဲ့လုံးဝဆန့်ကျင်ပဲဆိုရင်ပေါ့နော်ဘယ်လိုမှ client နဲ့ဒီ agency နဲ့လည်းလုံးဝဆက်ဆံရေးအဆင်ပြေမယ်မဟုတ်ဘူးနော်ဆိုတော့သူကပြောရမယ်ဆိုရင်ဒီ client နဲ့ company နဲ့ခြားမှာအရန်ခိုးအရန်အရေးကြီးတဲ့ညနေစာတစ်ခုပဲပေါ့နော်အဲ့လောက်ထိကိုပြောချင်ပါတယ်ဒီ senior account executive လောက်ဖြစ်လာပြီဆိုရင်တော့ marketing သဘောတရားတွေအများကြီးသိဖို့လိုအပ်တယ်ဒီ client ကို suggestion ပေးရတွေကအစဆွေးနွေးတဲ့အခါကျရင် client လိုချင်တဲ့ point တွေကိုထုတ်လာလိုက်နဲ့အထီပေါ့နော်မိကုန်းလေးနဲ့မေးမယ်သူဘာလို့ချင်လဲဆိုတာကိုကောင်းကောင်းသိဖို့အတွက်ကိုပေါ့နော်marketing နေလည်းနားလည်ထားပြီးတော့လိုအပ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီ account manager တို့ account senior account executive ဆိုတာကcorporate brand တွေကို pitching ဝင်နေဆိုရင် marketing plan ကိုဆွဲရတယ်ပေါ့နော်အဲ့လိုမျိုးဒီ brand တစ်ခုကိုသူတို့ဘာကိုလိုချင်တာလဲဘယ် target ကိုသွားချင်တာလဲအဲ့ target ကိုမူတည်ပြီးတော့ pitching လိုက်မဲ့ဒီ proposal တွေကိုလည်းဆွဲနိုင်ရပါတယ်။အားကြောင့်ဒီ account senior account executive တို့ senior account executive level ရောက်တော့မယ်ဆိုရင်တော့ဒီရိုးရိုး delivering လောက်နဲ့ client လိုချင်တဲ့ဟာ brief ကို internet ပြန်ပို့တာလောက်နဲ့ဒီမလုံလောက်ဘူးပေါ့နော်ဒီ brand တစ်ခုကို marketing နည်းအရာဘယ်လိုမျိုးချင်းကပ်မလဲဆိုတဲ့ဟာတွေပါသိထားဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့များကိုကအခုလက်ရှိ executive အနေနဲ့ဒီ position တွေထပ်ပြီးတော့တက်ဖို့ရှိတယ်ဆိုရင်တော့ marketing တွေကိုစပြီးတော့လေ့လာပါပြီးတော့ content သဘောတရားတွေကိုနားလည်ပါပြီးတော့ proposal တစ်ခုဆိုရင်ဘယ်လိုမျိုးစပြီးတော့ပြင်ဆင်ရမယ်ဘယ်လိုမျိုး market research လုပ်ရမလဲဆိုတာတွေကိုစပြီးတော့လေ့လာထားဖို့ပြောချင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတော့ဒီ business proposal တစ်ခုစလုပ်တော့မယ်ဆိုရင်ဘယ်လိုမျိုးစလုပ်တယ်လဲဆိုတဲ့ဟာမျိုးလေးတွေကိုပြပြသွားပါမယ်